MK ဘာလဲ MK ကြီးမှာအခုဘာရောက်လဲသိလား MK ကြီးမှာအခု5ရောက်တော့ရောက်နေတယ်5ကြီးရောက်တော့တော့ဘလို့ဖြစ်လဲဆိုတော့ပြောပြရမှာသိကျင်တာသိကျင်တယ်မလားသိကျင်တယ်မလားသိကျင်ကျွန်တော်အခုပြောပြရမယ်เนาะကားစားချစ်ခွေချစ်ပရိတ်တဲ့တွေအကုန်လုံးเนาะကားလေးကဒီကောင်ကကီလို20ထိပဲမောင်းလို့ရတယ်40အပေါ်ထပ်မတတ်တော့ဘူးကီလို90 80 90ရောက်ဖို့မနေနေရတယ်အင်းကြီးပြဲတဲ့အော်ပြီးတော့ကားလေးကမသွားတာပေါ့နော်ကားလေးကိုကျွန်တော်တို့ခွဲချစိတ်ကြမယ်စီနေထားတော့ဒီမှာဆက်ရှိုးပြီပေါ့နော်ဒီကြုံရမယ်ပေါ့စီရတော့အဲ့လိုမမဲတက်လေးပေါ့နော်အဲ့လိုမမဲတက်လေးတော့ရှိပါတယ်ဟုတ်ကဲ့ဒီအေးကြပြီးမယ်ပေါ့နော် Yeah!